ကရ1384ခုနှစ်တော်သတင်းလာပြီကျော်3ရက်2012ခုနှစ်အောက်တိုဘာလ3ရက်မန္တလေးတိုင်းဒေသကြီးချမ်းရည်သာဆန်မြို့နယ်ကင်စနမဟိရပ်ကွက်32လမ်း8980လမ်းကြားဒေါ်ခင်ဝင်းသုံးမွေးဆိုင်မိသားစုဓမ္မတပည့်၌ဦးဆံဝင်းဒေါ်ခင်ဝင်းသမီးမနန်းရင်ဤ34နှစ်ပြည့်မွေးနေ့မင်္ဂလာအမတ်တရဓမ္မဒါနအမတဒါနအဖြစ်ဖြင့်ဟောကြားအပ်သောတရားသူကြီးအကြောင်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်္ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအဓိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ရင်ကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်သောအမှုတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်ပြီးခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖျများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းတရားသူကြီးမြန်မာလူမျိုးတိုင်းတရားသူကြီးအကြောင်းဆိုတာသိကြတာပေါ့နော်ပါဠိကတော့ဓမ္မထဥပဒေအတိုင်းခိုင်ခိုင်မာမာရပ်တည်ပြီးတော့မှုခင်းကိစ္စကိုဆုံးဖြတ်တဲ့ပုဂ္ဂိုလ်လို့တရားသူကြီးအပြစ်ရှိတဲ့ပုဂ္ဂိုလ်အပြစ်ရှိတယ်မရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလို့တရားဥပဒေကိုအတိုင်းဆုံးဖြတ်ပေးတာအဲ့ဒီတရားနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်တဲ့နေရာမှာအကြီးအကဲဖြစ်လို့တရားသူကြီးလို့သူကြီးဆိုတဲ့အဓိပ္ပာယ်ကအကြီးအကဲကိုအဓိပ္ပာယ်ပြောတာနော်တရားဥပဒေနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ပေးနိုင်တဲ့ယာဓုမှာတည်ရှိနေတဲ့ပုဂ္ဂိုလ်တရားသူကြီးလောကလူသားတွေဟာတဖြည်းဖြည်းလူရဲ့အကျင့်တွေကကောင်းတဲ့အကျင့်တွေတဖြည်းဖြည်းသွေဖီးလာခဲ့ကြတယ်ကဘာဥကာလကလူတွေဟာအမတမကောင်းတယ်လို့ပြောတယ်လောက်ထိကောင်းတယ်လို့ဆိုရင်လူတွေကကိုယ်ပိုင်အလင်းရောင်နဲ့နေနိုင်သည်ထိအောင်တန့်ရှင်းစင်ကြယ်ကြတယ်ကောင်းကင်မှာသွာလာနေထိုင်ပြီးတော့တခြားအစားအစာတွေမစားဘဲနဲ့
ကိုဘဝကိုကျင့်တတ်နေတဲ့ပီတိနဲ့ပဲလူတွေဟာလူဥယျကဘာဥက္ကလမှာနေခဲ့ကြတယ်လို့ဗုဒ္ဓဘာသာကျမ်းစာတွေအရသိကြကဘာမှာလူတွေဟာဘလို့စတင်ပေါ်လာတယ်လဲလို့ဆိုတာကိုဘုရားမြတ်စွာရဲ့အခင်ညသုတ်တံမှာတိတိကျကျဟောထားတာရှိတယ်အခင်ညဆိုတာကဘာဥအကြောင်းသိကောင်းစရာဆိုတဲ့အဓိပ္ပာယ်အခဆိုတာလူတွေရဲ့အစညာဆိုတာသိစရာလူတွေရဲ့ဘလို့စလာတယ်ဆိုတာသိတာနော်တခြားဘာသာဝင်တွေကတော့ဘုရားသခင်ကဖန်ဆင်းတာကစထားတယ်တနေ့တစ်မျိုးတနေ့တစ်မျိုးဖန်ဆင်းလိုက်တာနော်ကမ္ဘာလောကကြီးဖန်ဆင်းတယ်တရဝါတွေဖန်ဆင်းတယ်အဲ့လိုဖန်ဆင်းပြီးတော့အနားယူတဲ့နေ့ holiday ဆိုပြီးတော့သတ်မှတ်ပြီးကမ္ဘာကြီးမှာတလို့ဒီဟာတော့လူတွေရဲ့ယုံကြည်ချက်ပေါ့နော်ဘုရားမြတ်စွာဟောကြားတဲ့တရားတွေထဲမှာတော့ဖန်ဆင်းရှင်ဆိုတာမပါဘူးတကယ်ဖန်ဆင်းတာကမိမိကိုယ်ကိုမိမိပဲဖန်ဆင်းနေတာလူတိုင်းဟာကိုကောင်းအောင်လဲကိုပဲမကောင်းအောင်လဲကိုပဲဆိုတာလက်တွေ့အရာဆိုလို့ရှိရင်ဖန်ဆင်းရှင်နဲ့သွားတာမဟုတ်ဘဲနဲ့မိမိကိုယ်တိုင်စိတ်နေသဘောထားတွေအတိုင်းလှုပ်ဆောင်လောက်ကင်နေမှုပေါ်မှာမူတည်ပြီးတော့သွားတယ်အဲ့တော့ကဘာဥက္ကလလူလောကကြီးပေါ်လာတဲ့အချိန်မှာလူသားတွေဟာဘယ်ပုံဖြစ်လာတာတုံးလို့ဆိုတော့ဗြဟ္မပြည်ရောက်ရှိပြီးတော့ဗြဟ္မတက်တန်းကုံတဲ့တရဝအချို့ဟာဗြဟ္မအဆင့်လည်းမဟုတ်ဘဲနဲ့တရဝတူအနေနဲ့လူပြည်တရားဌာနမှာပထမလူသားတွေအနေနဲ့လာပြီးတော့ဖြစ်တယ်လို့ဒီလိုဆိုတာအဲ့တော့လူတွေရဲ့အစဗြဟ္မပြည်ကလို့ပြောရမှာပဲဗြဟ္မပြည်ကဗြဟ္မတူသိဆုံးပြီးတော့လူပြည်မှာလာရောက်ပြီးတော့ပထမဆုံးလူသားလာဖြစ်တာအဲ့ဒါလို့လူသားလာဖြစ်တဲ့အချိန်မှာအမေလည်းမရှိဘူးအဖေလည်းမရှိဘူးဩပပတိကပဋိသန္ဓေလို့ခေါ်တဲ့ဘွားကနဲ့ကိုထင်ရှားဖြစ်လာတဲ့မွေးနီးကားနဲ့လူလောကမှာမွေးလာအဲ့ဒါလို့မွေးလာတဲ့လူသားတယောက်ဟာအကျင့်သီလအမတ္တမကောင်းတယ်အကျင့်သီလအမတ္တမကောင်းတော့စိတ်သဘောထားတွေကလည်းအမတ္တမတန်ရှင်းတယ်စင်ကြယ်တယ်စိတ်တန်ရှင်းတော့ရုပ်တွေကလည်းတန်ရှင်းတယ်ကြည်လင်တယ်ကောင်းကင်မှာလှုပ်ရှားသွားလာနိုင်ပြီးတော့ကိုယ်ပိုင်အလင်းအောင်နဲ့နှစ်ပေါင်းကြာရှည်စွာနေကြရကနေစပြီးတော့လူတွေဟာတဖြည်းဖြည်းအကျင့်စာရိတ္တယူရင်းပျက်စီးလာခဲ့တာတွေဖြစ်လာတယ်။ကျင့်စာရိတ္တပျက်စီးလာတယ်ဆိုတာပထမဆုံးဘာဖြစ်လာတော့ဆိုတွေ့တာမှုတတ်မဲ့မှုဆိုတာပထမဆုံးစဖြစ်လာတယ်တဲ့။အဲ့ဒီတွေ့တာမှုတတ်မဲ့မှုကနေပြီးတော့တဖြည်းဖြည်းအလိုမကျတဲ့အခါဒေါသနော်စိတ်ကြီးဝင်တဲ့အခါမှာမာနကိုယ်တည်းတာတဲ့ပုဂ္ဂိုလ်မနာလိုတဲ့အခါမှာအိတ်တာအဲ့ဒီလိုအကုသိုလ်တရားတွေဟာတဖြည်းဖြည်းလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်ပြီးတော့လာဖြစ်ပေါ်ပြီးလာသည်နဲ့အမျှလူတွေရဲ့ရုပ်ခန္ဓာကိုယ်ဟာလည်းပြောင်းလဲမှုတွေဖြစ်ပေါ်လာတယ်လို့နောက်ဆုံးမှာအလင်းရောင်တွေကွယ်သွားတယ်ကောင်းကင်ပြန်နိုင်တဲ့အနေအထားကနေလျောကျသွားပြီးတော့ကောင်းကင်ကိုမပြန်နိုင်တဲ့အနေအထားမျိုးရောက်လာတယ်လို့ဘုရားမြတ်စွာဟောကြားတဲ့အခင်ညသုတ်တံဒေသနာမှာကဘာဥအကြောင်းသိကောင်းစရာကိုဒီလိုဟောထားတာအဲ့တော့လူသမိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်အကောင်းကနေအဆိုးဘက်တဖြည်းဖြည်းရွေ့လာတဲ့အခါမှာလူတွေမှာဘာဖြစ်လာတော့ဆိုတွေ့တာမှုတတ်မဲ့မှုတွေပေါ်မှာနောက်ထပ်တိုးလာတာတော့သိမ့်ပိုက်မှုတွေပေါ်လာသိမ့်ပိုက်မှုတွေပေါ်လာတဲ့အခါမှာဘာထပ်ဆင့်ပေါ်လာတော့ဆိုကိုယ့်ဟာကိုကာကွယ်တယ်သူများဟာကိုရအောင်ယူတယ်ဆိုတဲ့မကောင်းတဲ့အကျင့်တွေပေါ်လာပြန်တယ်ပေါ့အဲ့လိုပေါ်လာရင်းကနေပြီးတော့လူလောကဆုပ်ပျက်စီးလာ
ပျက်စီးလာတော့အစင်လာတရက်ကိုထိမ့်မှုသိမ့်မှုလူကောင်းနဲ့လူဆိုးခွဲခြားဖို့လူတိုင်းဆိုးတာတော့မဟုတ်ဘူးဆိုးတဲ့လူတွေတဖြည်းဖြည်းပေါ်လာသည့်အတွက်ကြောင့်အုတ်ချုပ်တဲ့မင်းဆိုတာလူလောကမှာပေါ်လာရတယ်လူအပ်ချက်ကြောင့်ပေါ်လာတာကဘာဦးကာလမှာအစဆုံး